အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Golden Cup ပဲ idea နှုံးလေး sharing channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ကျွန်တော် sharing လုပ်ပြီးတော့မယ့်အကြောင်းအရာလေးကတော့မိမိရဲ့လက်တော့မှာ Unicode keyboard ကိုဘယ်လိုထည့်သွင်းမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လိုအပ်မှာကတော့ ONY Unicode Font ဆိုတဲ့ file လေးကိုလိုအပ်မှာဖြစ်ပါတယ်။အဲဒီ file လေးကိုကျွန်တော်တို့ internet မှာသွားပြီးတော့ download ဆက်လုပ်လဲရတယ်လို့ကျွန်တော်ရဲ့ Telegram channel လေးမှာလည်းတင်ပေးထားပါမယ်ခင်ဗျာ။ Windows 10 laptop မှာဆိုရင် Unicode keyboard ကလိုလျောက်ပါဝင်ပြီးဖြစ်နေတယ်ကျွန်တော်တို့ Windows 7 laptop မှာဆိုရင်တော့ Unicode keyboard အသုံးပြုဖို့တော့ keymat ချက်ဒါမှမဟုတ်ရဲ့ keyman software လေးတွေကိုထည့်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်။ဒါဆိုရင် video လေးကိုစလိုက်ကြအောင်နော်။ကျွန်တော်ကတော့ ONY Font ဆိုတဲ့ file လေးကို data ပေါ်မှာ extract ပြထားပြီးဖြစ်ပါတယ်။ဒီ file လေးပဲဖြစ်ပါတယ်နော် file လေးတွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင်အပေါ်ဆုံးမှာ keymat ချက်ဆိုတဲ့ software လေးပေါ်နေပါလိမ့်မယ် software လေးပေါ်မှာ left click လေးထောက်ပြီးတော့ run as administrator နဲ့ install လုပ်မှာဖြစ်ပါတယ်ဒီလိုလေးပေါ်လာပြီဆိုရင် IS ဆက်တဲ့ agreement ကိုနှိပ်ပြီးတော့ next ကိုနှိပ်ပါပြီးရင် next ကိုပဲဆက်နေပေးပါပြီးရင် create data shortcut ကိုနှိပ်ပြီးတော့ next ကိုပဲနှိပ်ပေးပါပြီးရင် install ကိုနှိပ်ရလိုက်ပါပြီအဲဒီပုံစံလေးမှာအမှန်ကြီးလေးတွေကိုဖြုတ်ချင်လည်းရတယ်မဖြုတ်ဘဲထားရင်လည်းရပါတယ်ကျွန်တော်တို့ဖြုတ်ဘဲထားလိုက်ပါမယ်ပြီးရင် finish ကိုနှိပ်ပါမယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာပေါ်နေတဲ့ပြည်ထောင်စု MM ဆိုတဲ့ဖောင်အတွင်းကျန်တဲ့ဖောင်တွေအားလုံးကို remove နှိပ်ပေးရမှာဖြစ်ပါတယ် remove လုပ်ဖို့အတွက်ဖောင်လေးတွေပေါ်မှာလိုက်ပြီးတော့ select မှတ်မယ် select မှတ်ပြီးတော့ရင် remove ကိုနှိပ်လိုက်ရင်ရပါပြီပြီးတော့လို့ရှိရင်ကျွန်တော်တို့ UD တောင်းစုဖောင်လေးတွေကို install လုပ်မှာဖြစ်ပါတယ် Windows 7မှာဆိုရင်တော့ 1.8 version ကိုအသုံးပြုရပြီးတော့ Windows 10မှာဆိုလို့ရှိရင်တော့ပြည်ထောင်စု 2.5 version ကို install လုပ်မှာဖြစ်ပါတယ် select မှတ်ပြီးတော့လည်း left click လေးနှိပ်ပြီးတော့ install for user နဲ့ install လုပ်လိုက်လို့ရှိရင်ရပါပြီခင်ဗျာခုဆိုရင်တော့ကျွန်တော်တို့ပြည်ထောင်စုဖောင်ကို install လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်ထွက်လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ control shift ကိုနှိပ်ပြီးတော့မြန်မာစာပြောင်းမလားအင်္ဂလိပ်စာပြောင်းမလားရိုက်လို့ရပါပြီကျေးဇူးတင်ပါတယ်